တူငိမ့်ငိမ့်လေးရိုးရိုးရှင်းရှင်းလေးကိုမှပွင့်ဖက်လေးနဲ့ဘောင်းမီရလည်းအရှိပေါ့နော်အင်ကြီးလေးကလည်းချစ်စရာလေးဘိုက်မှာလည်းအခွဲလေးပါတယ်ဒီကျေသီးလေးနဲ့ဆိုဒီအင်ကြီးလေးမှာထူးခြားတာလက်ပုံစံလေးပေါ့နော်ဒီလိုမျိုးလက်ပုံစံလေးကိုမှတီးတန်းဝန်းနဲ့တွေ့ရှိရဆုံပွင့်လည်းအဲ့လိုမျိုးကြိုက်တယ်ခါမှလည်းကြက်နေရမျိုးမဟုတ်ပဲနဲ့ပက်တိုင်ကစားလာတော့လေအဲ့လိုမျိုးလေးခွဲလေးကကလေးပေါ့နော်ဒီမွေး fashion ဆိုင်မှာအင်ကြီးလေးကချစ်စရာကောင်းတာပုံမှန်ပဲဘောင်းမီလေးလည်းကတင်ကြတယ်ဘောင်းမီပက်တန်လေးလည်းသူကအဆင့်မြင့်ထားတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကွာလည်းအရင်ထပ်ပို့ပြီးတော့ဘလို့ကောင်းတယ်ပို့ပြီးတော့လည်းတတောက်တတာဖြစ်သွားတာပေါ့နော်စိုးတိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်နော်